လာပါရှင်ဆုံးချက်ဖို့တဲကြော်ဆုံးလောက်ဆုံးချက်ဟိုးငါချက်နေဝင်ပြီးတော့ဟိုးဟဲနေအဲ့ဒါဘာလုပ်ထားလဲဒီပါချက်နေတာစီတားထဲလို့ပဲကြော်တာလေပဲကြော်တာစီတစ်လောက်ထည့်စီရတယ်လို့လားဟုတ်သူများချက်အများရှိတာမဟုတ်တာငါချက်နေနင်ဝင်မပြောနဲ့သူများချက်ပြုတ်ကျွေးတာကိုပေးတတ်တာနဲ့စားထမင်းချက်တဲ့နေရာပါဟင်းချက်တဲ့နေရာပါအကုန်ပါတာပဲစီမီယုတ်တိချက်တော့အကုန်တလစားဝယ်ပေးလို့ရှိရင်လက်ကောင်ကနေကြလို့ရှိရင်ကိုချစ်ရွှေမရှိတော့ဘူးမင်းတို့မိမတွေပြောတာခဏပြောတာဘုံလောချက်တာဟုတ်ဒီလိုချက်ကြွတော့လဲစားနေရတာပဲယောက်ျားတွေကနောက်တော့ငါကြာရင်ရေလုံးပြုတ်ကျွေးမယ်ဒီလူနဲ့ငါနဲ့တော့အဲ့ထမင်းချက်တဲ့မွေးဘိုချောင်းနဲ့ပါဖိုနေရာပါဒီနေရာပါတော်အရာပါတယ်ချက်ကျွေးတာနဲ့မစားဘဲနဲ့ငါရောင်းမနဲ့ထိတ်ခောက်လိုက်ရရင်တော့ငဲမှုပြန်သွားမယ်တခါတည်းဝါဒီညမှာမနေနဲ့ထသွား